Aja atau lubawa ni turogong dia ajang tidana do. Di ini nya nama demi kanagu sebona dekin sinam ya piai mahagruna gongo ayam juga tiju feso ado wanana panama adida katagu Yusuf budo jemsi santinya ya am. Yo kaba kodi hibiya bami yang kalang kerondo di dogerani kerang gedo loka hidaya nato namo ma karuni kata data yo nato wini ya myazwa tatawa I chana si pa lola daung da kong baung khada phin Nada minya jinsino myat phayadi Kapa kodi hibi grigaba ye dwe tincha do phin no le Abe miyan ye dwe tain ta phobya chin nga maswan nai ma lo Kalang le a tinche taini kaba shi ja do kalapat lo Loka hidaya tata loka I ajo siva longa Adi dogerani usa adat chile inga Mida jima tami danin tathasani sunyanyi hu Chedita we ngadwe asu along kayin no murugo Karondo payapsiyan yidan jogo atudo muyadi psibi Khiran lechi myalong adat song laya nalong sewan kuro I bimanyendo Kadawa danan jingpanya swa yaudo mugaya shalibi Mahagaruni kantatadawa mya yinwe tagedu tana chikhima karuna simchido mudo Tadana tatawiniya mya swa tatawa I Chana si pa lola daung da kong baung khada phin Na tha minya thu shin do myat phaya a Namo yu ti pyaung pyo man ngo lyo wi Karo yu ju shi kho chin ti Athu bawe du sin sit ma twi phit pa se thati Lubawa ni turogong dia Lubawa yashi la deအခါမှာမိမိတို့အတွက်အရေးကြီးဆုံးလို့ဆိုနိုင်တဲ့လူတော်လူကောင်းဖြစ်ဖို့အတွက်လူတော်ကောင်းသူတော်ကောင်းတရားတွေကိုကျင့်သုံးလိုက်နာကြဖြစ်သူတော်ကောင်းကိုတပ္ပုရိတလို့တပ္ပုရိတဆိုတဲ့စကားလုံးကလူတော်လူကောင်းဆိုတဲ့အဓိပ္ပာယ်ထိုလူတော်လူကောင်းဆိုတဲ့အဓိပ္ပာယ်ကိုပဲသူတော်ကောင်းကောင်းမြတ်တဲ့အရည်ချင်းတွေနဲ့ပြည့်စုံသိလျော်ကောင်းမြတ်တဲ့အရည်ချင်းတွေနဲ့ပြည့်စုံသည့်အတွက်ကြောင့်သူတော်ကောင်းလို့တပ္ပုရိတဆိုတဲ့စကားလုံးကိုမြန်မာလိုပြန်ကြတာဖြစ်တယ်သူတော်ကောင်းကို good person လို့နောက်တိုင်းကလူတွေကဆိုတဲ့နေရာမှာအရည်ချင်းတွေဘာတွေကောင်းတယ်လဲကောင်းမြတ်တဲ့အရည်ချင်းတွေရှိလို့သူတော်ကောင်းလို့ဒီလိုအဓိပ္ပာယ်ရတယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်တန်တော်ပုရိသောတပ္ပုရိသောတန်တော်စိတ်နှလုံးအေးချမ်းမှုကိုရရှိတဲ့ပုရိသောပုဂ္ဂိုလ်စိတ်နှလုံးအေးချမ်းမှုရှိတဲ့အရည်ချင်းကောင်းစိတ်နှလုံးအေးချမ်းစေတတ်တဲ့အရည်ချင်းကောင်းတွေနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တပ္ပုရိသလို့ပါဠိစာပေမှာဒီလိုပြန်လာဖြစ်တယ်အဲ့ဒီတပ္ပုရိသနဲ့ဆက်နွယ်ပြီးတော့ဓမ္မနဲ့ပတ်သက်ပြီးသုံးတဲ့အခါကျတော့တတ္ဓမ္မဆိုတဲ့စကားလုံးကိုလည်းပဲသူတော်ကောင်းတရားလို့ဘာသာပြန်လေးရှိကြတယ်
အဲ့ဒီမှာလည်းပဲတန်တောဓမ္မောတတ္ဓမ္မောစိတ်နှလုံးအေးချမ်းကြောင်းဖြစ်တဲ့ကောင်းမြတ်တဲ့အရည်ချင်းတွေကောင်းမြတ်တဲ့အရည်အသွေးတွေကိုဖြစ်ပေါ်စေတတ်တဲ့တရားဓမ္မများကိုသူတော်ကောင်းတရားခုနကလူတော်လူကောင်းတွေလိုက်နာကျင့်သုံးတဲ့တရားမျိုးကိုသူတော်ကောင်းတရားလို့သူတို့ခေါ်တာဖြစ်တယ်ဒီနေရာမှာသူတော်ဥစ္စာခုနှစ်ဖြာဆိုတာလေမြန်မာလူမျိုးတွေဘုရားဘာသာဝင်တွေကြားဘူးပြီးတော့နေကြတာဖြစ်တယ်ပေါ့သူတော်ကောင်းတို့ပိုင်ဆိုင်တဲ့ဥစ္စာရွှေငွေဥစ္စာတွေမဟုတ်ဘဲနဲ့ရွှေငွေဥစ္စာတွေတဲ့တန်ဖိုးကြီးတဲ့ဥစ္စာများကိုပိုင်ဆိုင်ကြတာဖြစ်တယ်ဒီနေရာမှာသူတော်ကောင်းဥစ္စာနဲ့သူတော်ကောင်းတရားဟာမတူဘူးဆိုတာလေးကိုခွဲခြားမှတ်သားထားရောထွေးတော့တဲ့သူတော်ဥစ္စာခုနှစ်ဖြာဆိုတာကြတော့သူတော်ကောင်းတွေပိုင်ဆိုင်တဲ့မြတ်နိုးအပ်တဲ့ယရဏပစ္စည်းခုနှစ်မျိုးလို့အဲ့ဒီခုနှစ်မျိုးဟာတမန်လောကီလူတွေနှစ်သက်မြတ်နိုးတဲ့ယရဏမျိုးမဟုတ်ဘဲနဲ့တကယ်သူတော်ကောင်းတွေကတန်မိုးထားတဲ့ယရဏမျိုးသာလည်းဖြစ်တယ်ရတနာဆိုတာစိတ်နှလုံးကိုပျော်မွေ့စေတတ်တယ်လူအကြိုက်ပစ္စည်းမျိုးကိုယရဏလို့ခေါ်တာရတေစနေတိတိရတနာလို့ဆိုတဲ့စိတ်နှလုံးပျော်မွေ့မှုကိုဖြစ်ပေါ်စေတတ်တဲ့ပစ္စည်းလောကမှာလောဘသားတွေကတော့ရွှေငွေဥစ္စာယရဏပစ္စည်းဆိုလို့ရှိရင်ယရဏဆိုပြီးလူကြိုက်တဲ့ပစ္စည်းတွေဖြစ်ကြတယ်အလုံးကရွှေကြိုက်တယ်ငွေကြိုက်တယ်စိန်ကြိုက်တယ်ကြောက်တံပရမများတွေကြိုက်ကြတယ်မျက်နှိုးကြတယ်အဲ့ဒါတွေရှိရင်လည်းဂုဏ်ယူကြတယ်ဝင်ကြွားကြတယ်ပေါ့အဲ့ဒါလို့ယရဏပစ္စည်းလို့အဖို့ထိုက်တန်ဒီအတွက်ကြောင့်ဒီပစ္စည်းတွေကိုယရဏလို့ခေါ်ကြသူတော်ကောင်းတွေကတော့ရွှေငွေကြောက်တံပရမများစိန်စားတဲ့ယရဏများကိုတော့ယရဏလို့ခေါ်ဆိုခြင်းမရှိဘူးသူတော်ကောင်းတွေမျက်နှိုးတဲ့တရားကတော့သူတော်ဥစ္စာခုနှစ်ဖြာသားလင်းဖြစ်တယ်တန်မိုးထားတာချင်းမတူကြဘူးပေါ့နော်တမန်လောကီသားတွေကတော့ရွှေငွေယရဏကိုပဲတန်မိုးထားပြီးရွှေငွေယရဏရှိရင်ဂုဏ်ရှိပြီးလူတွေဟာရွှေငွေယရဏတွေကိုမျက်နှိုးချသူတော်ကောင်းတွေမျက်နှိုးတာကတော့ရွှေငွေယရဏမဟုတ်ဘဲနဲ့လူလောကလူတွေရဲ့အကြည်ချင်းကောင်းတွေကိုမျက်နှိုးတာပဲဖြစ်တယ်အဲ့ဒီသူတော်ကောင်းဥစ္စာခုနှစ်ပါးခုနှစ်ဖြာလို့ဆိုတဲ့အခါကျတော့ဘာကိုဆိုလိုတာတုံးလို့ဆိုလို့ရှိရင်နံပါတ်1ကတတ္ထာယုံကြည်မှုကိုယုံကြည်မှုရှိမှလောကမှာလိုက်နာဆောင်ရွက်မှုရှိတာဒါမို့ယုံကြည်မှုဟာဥဒ္ဓမအရေးကြီးတယ်ယုံကြည်မှုဆိုတာကောင်းတဲ့အလုပ်တွေနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားတယ်ယုံကြည်တယ်ကုသိုလ်တရားကိုယုံကြည်တယ်ကုသိုလ်ကံရဲ့အကျိုးကိုယုံကြည်တယ်ထိုကုသိုလ်ကံကုသိုလ်တရားကိုဟောပြောဆုံးမတဲ့မြတ်စွာဘုရားကိုအသိဉာဏ်ကိုယုံကြည်တယ်ဆိုရယ်ကောင်းတဲ့ဘက်မှာကောင်းတဲ့အလုပ်တွေကိုစိတ်ဝင်စားပြီးယုံကြည်မှုတတ်တာအဲ့ဒါဟာသူတော်ကောင်းဥစ္စာတစ်မျိုးပဲတရားရှိသည့်အတွက်ကြောင့်လူတွေဟာသီလဆိုတဲ့ကောင်းမြတ်တဲ့အခြေခံတစ်ခုကိုရအောင်ယူလေးရှိကြတယ်တန်မိုးထားကြတယ်ယုံကြည်မှုကြောင့်သီလဆိုတဲ့ကိုယ်ကျင့်တရားကိုဖိုးတန်အနေနဲ့ထားသည့်အတွက်ကြောင့်တတ္ထာသည်သူတော်ကောင်းဥစ္စာဖြစ်တယ်လို့နံပါတ်2ကသီလဟာလည်းပဲသူတော်ကောင်းဥစ္စာဖြစ်လာတယ်အဲ့ဒီလိုသီလဆိုတဲ့ကိုယ်ကျင့်တရားခိုင်မာဖို့အတွက်လူတွေရဲ့အတွင်းစိတ်နေသဘောထားနှစ်ခုဟာသိအရေးကြီးတယ်အဲ့ဒါဘာလို့ဆိုရင်နံပါတ်3နဲ့နံပါတ်4ဟိရိနဲ့ဩတ္တပဖြစ်တယ်ပေါ့ဟိရိဆိုတာမကောင်းတဲ့အလုပ်ကိုဆက်ဆုပ်ယုံမုန်းတဲ့စိတ်နေသဘောထားတနည်းအားဖြင့်ဆိုရင်ကိုယ်ခုံသိက္ခာကိုလေးစားတဲ့သဘောတရားဩတ္တပဆိုတာပတ်ဝန်းကျင်ကိုအလေးပြုတဲ့လေးစားတဲ့သဘောတရားမကောင်းမှုဒုစရိုက်တွေကကြောက်လန့်တဲ့သဘောတရားကိုဩတ္တပမြန်မာလိုပြန်တဲ့အခါကျတော့ဟိရိကိုရှက်တယ်ဩတ္တပကိုကြောက်လန့်တယ်လို့သူတို့ပြန်တယ်ရှက်တယ်ကြောက်တယ်ဆိုတဲ့စကားဟာမြန်မာစကားမှာရောထွေးသွားနိုင်တယ်ပေါ့
လောကမှာလူတွေရှက်တယ်ဆိုတာလည်းအမျိုးမျိုးရှိတယ်လူကြားတဲ့ထပြီးစကားပြောမှရှက်တယ်လို့ရှက်မှုတွေအမျိုးစုံရှိတယ်အဲ့ဒီရှက်မှုတွေကိုစိုးရွံ့နေဆိုတဲ့ရှက်မှုမဟုတ်ဘဲနဲ့ဒီနေရာမှာမဟုတ်တာလောက်ရမှာရှက်တာမဟုတ်တာလောက်ရမှာမဟုတ်တဲ့အလုပ်ကိုယွန်းရှားတာဆက်ဆုပ်တာကိုဟိရိလို့သူတို့ခေါ်တယ်။ဒါမို့ဟိရိကိုလစ္စာလို့ရှက်ချင်းဆိုတဲ့အဓိပ္ပာယ်နဲ့ဖလှယ်ပြီးတော့ပြောလို့ရှိကြတယ်။ဒီနာကအိန္ဒိယနိုင်ငံတို့သီရိလင်္ကာနိုင်ငံတို့မှသုံးတဲ့စကားလုံးကလစ္စာဆိုတဲ့စကားလုံးကိုသူတို့ကလัจจာဆိုတဲ့နာမည်နဲ့သုံးတယ်။အတန်ထွက်တော့လัจจာလို့အတန်ထွက်လัจจာဆိုတာရှက်ချင်းပဲနော်မဟုတ်တာလောကမှာရှက်တာကိုလစ္စာရှက်တယ်ဆိုတာဒါဟိရိဆိုတဲ့စကားလုံးနဲ့တူတယ်ဥတ္တပဆိုတာတော့ပတ်ဝန်းကျင်ကိုလေးပြုတယ်မကောင်းတဲ့အလုပ်ကြောင့်ဖြစ်ပေါ်လာမဲ့အကျိုးဆက်တွေကိုကြောက်တယ်အဲ့ဒီလိုကြောက်လန့်ခြင်းဆိုတဲ့ဥတ္တပတရားအဲ့တော့ဒီသဘာဝတရားနှစ်ခုဟာလူတော်လူကောင်းဖြစ်ဖို့ကိုချင်းတရားနဲ့ပြည့်စုံမှုအတွက်ဟာဒီတရားနှစ်ခုကအမှန်မှအရေးပါတယ်အရှက်ကြောင့်မရှိရင်ကိုချင်းသီလဆိုတာမပြည့်စုံကိုချင်းသီလမပြည့်စုံနိုင်ဘူးဒါကြောင့်မို့အရှက်ကြောင့်ဟာကိုချင်းသီလပြည့်စုံမှုအတွက်အဲ့တော့ရှက်တယ်ဆိုတဲ့သဘောတရားနဲ့ပတ်သက်ပြီးတော့ထပ်ဆင့်ပြီးတော့ရှင်းရမယ်ဆိုလို့ရှိရင်ရှက်တယ်ဆိုတာဘာလဲလို့ဆိုရင်ကိုယ်သိက္ခာကိုထိန်းတဲ့သဘောကိုယ့်ကိုအလေးပြုတဲ့သဘောကြောက်တယ်ဆိုတာပတ်ဝန်းကျင်ကိုလေးစားတဲ့သဘောဒီနှစ်ခုကိုဆိုလို့တယ်အဲ့တော့လောကမှာမကောင်းမှုမလုပ်တာဟာကိုယ့်ကိုလေးစားတဲ့အနေနဲ့မကောင်းမှုကိုမလုပ်တာလည်းဖြစ်တယ်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုလေးစားတဲ့အနေနဲ့မကောင်းမှုကိုမလုပ်တာလည်းဖြစ်တယ်ကိုယ့်ကိုစဉ်းစားတဲ့အခါငါလိုပညာတတ်တယောက်ငါလိုမိသားစုကောင်းကမွေးဖွားလာတဲ့လူတော်လူကောင်းတယောက်ဟာမဟုတ်တာလုပ်လို့ဘယ်ဖြစ်မလဲကိုယ်သိက္ခာကိုထိန်းဥတ္တပကြတဲ့အခါကျတော့ငါမဟုတ်တာလုပ်ရင်ငါရဲ့မိသားစုငါရဲ့ပတ်ဝန်းကျင်ငါရဲ့ဆရာသမားဆွေမျိုးသားချင်းတွေကအစရှက်เสียဖြစ်ကြမှာပေါ့ပတ်ဝန်းကျင်ကိုလေးစားတဲ့သဘောအဲ့ဒါလို့ရှက်မှုကြောက်မှုဆိုတဲ့ဒီဟိရိဥတ္တပဆိုတဲ့တရားနှစ်ခုဟာရှက်မှုကြောက်မှုဆိုတဲ့ဟိရိဥတ္တပတရားနှစ်ခုဟာသူတော်ကောင်းဥစ္စာတဲမှာနံပါတ်3နဲ့နံပါတ်4လို့အဲ့တော့လောကမှာအရှက်မဲ့ပြီဆိုတဲ့ပုဂ္ဂိုလ်တွေဟာသူတော်ကောင်းဥစ္စာဆုံးရှုံးသွားတဲ့ပုဂ္ဂိုလ်တွေပဲဖြစ်တယ်အရှက်မဲ့တဲ့ကြောက်လန့်မှုမရှိဘူးဆိုရင်မကောင်းတဲ့အလုပ်တွေကိုလုပ်ကြတော့တာလွယ်ကူလုပ်လေရှိတတ်ဘယ်သူကစုဆိုင်ရမှာလဲလို့ဆိုပြီးတော့လူတွေဟာမဟုတ်တာလုပ်ရမှာရဲတင်လာကြတယ်နော် I don't care ဆိုတာအဲ့ဒါပြောတာဘယ်သူမှကြည့်ဥဆိုင်ဘူးဆိုတဲ့စိတ်ဓာတ်မကောင်းတာလုပ်ဖို့ဘယ်သူမှကြည့်ဥဆိုင်ဘူးဆိုတဲ့စကားဟာဥတ္တပပျောက်ကွယ်သွားခြင်းပဲဖြစ်တယ်ပေါ့ပတ်ဝန်းကျင်ကိုလေးစားမှုဆိုတဲ့ဥတ္တပကိုယ်သိက္ခာကိုလိမ့်စားခြင်းဆိုတဲ့ဟိရိဒီသဘာဝတရားနှစ်ခုဟာကိုချင်းသီလပြည့်စုံမှုအတွက်များစွာအထောက်အကူဖြစ်လို့သီလပြည့်တဲ့အခါမှာဟိရိဥတ္တပဆိုတာလည်းပဲသူတော်ကောင်းတွေရဲ့တန်ဖိုးထားရတဲ့ဥစ္စာနှမျိုးပဲဖြစ်တယ်လို့သူဆိုတယ်အဲ့တော့တတ္တသီလဟိရိဥတ္တပလို့ပြီးတဲ့အခါကျတော့နောက်ထပ်သူတော်ကောင်းတွေမြတ်နိုးတာဘာလဲလို့ဆိုရင်သုတ္တဆိုတာဟာသင်ယူမှုသုတ္တလို့ခေါ်တယ်ရှေးခေတ်ကလူကြီးသူမတွေပြောတဲ့စကားနားထောင်တယ်ဟောတဲ့တရားတွေကိုနားထောင်တယ်ဆုံးမတဲ့စကားတွေကိုနားထောင်တယ်အဲ့ဒီနားထောင်ပြီးတော့မှတ်ယူတာကိုသုတ္တလို့ခေါ်တယ်နားနဲ့သင်တယ်လို့ပြောရမှာဖြစ်တယ်ရှေးခေတ်ကတော့စာအုပ်နဲ့သင်တာသိမဟုတ်စာအုပ်ကလည်းများများစားတာမဖြစ်နဲ့မြန်မာနိုင်ငံတောင်မှပဲဒီမြန်မာနိုင်ငံစာပေခေတ်ရောက်လာတဲ့အခါတောင်မှပဲပေပရပိုက်ပေါ်ရေးတာဆိုတော့
စာတော်ဥဖြစ်ဖို့ဆိုတာလက်နဲ့ရေးချရတာဖြစ်တယ်ပေပေါ်မှာကညစ်နဲ့ချစ်ပြီးတော့စာဖြစ်အောင်လုပ်ကြတာဆိုတော့ဘလောက်ခက်ခဲတယ်လဲစဉ်းစားကြည့်ပေါ့ပရပိုက်ပေါ်မှာကန်းခုဆန်ဆိုတာနဲ့ရေးတာတို့ပေပေါ်မှာအစင်းထင်အောင်ချစ်ပြီးတော့ထားတဲ့စာတွေတို့အဲ့ဒါတွေကိုဖတ်ကြတာအဲ့တော့များများဆဆခဏိခေလူပေါ်ပေါ်များများမထုတ်နိုင်ဘူးပေါ့ဒါကြောင့်မို့လို့စာဖတ်တယ်ဆိုတဲ့အစားမှာနားထောင်နေဆိုတာနဲ့ပညာကိုရှားကြတာဖြစ်လို့သုတဆိုတဲ့စကားလုံးကိုသုံးတာလို့ဒါကသမိုင်းကြောင်းကိုဖော်ပြတဲ့အနေအထားအဖြစ်မှတ်သားသင့်တယ်ပေါ့နော်သုတဆိုတာဆိုပါစို့ဘဝမှာကောင်းစားရေးအကျိုးပြုတဲ့လူဘဝအကျိုးပြုတဲ့ပညာရမှန်သမျှဟာသုတဘဝမှာအကျိုးပြုတဲ့ပညာရတည်းဆိုတာဘာလို့ဆိုရင်အချက်ပြုတ်ချက်နီးပြုတ်နီးသင်တာကအစပေါ့နော်ဝတ်ပုံစားပုံပြင်ဆင်တာနေတာထိုင်တာပြင်ဆင်တာအဆောက်အဦဆောက်တာဒီကနေ့ခေတ်မှာဆိုရင်အတတ်ပညာတွေမြောက်များစွာရှိတယ်အဲ့ဒီအတတ်ပညာမြောက်များစွာကိုသုတလို့ခေါ်တယ်အဲ့ဒီသုတဆိုတာရှိရမယ်ဒါဟာတန်မိုးချီးမားတဲ့ပညာရှိသူတော်ကောင်းတွေကရွှေငွေတဲ့တန်မိုးထားတဲ့ယရဏပစ္စည်းတစ်မျိုးဖြစ်သတ်မှတ်ကြတယ်ပေါ့သုတဘာသာတရားနဲ့ပတ်သက်လာလို့ရှိရင်မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဟာလက်ရှိဘဝမှာလည်းကောင်းစားဖို့နောက်ဘဝမှာလည်းကောင်းစားဖို့ဘဝနှစ်ခုတပြိုင်နက်စဉ်းစားဆင်ခြင်ပြီးဒီဘဝလည်းကောင်းနောက်ဘဝလည်းကောင်းကိုယ်အတွက်လည်းကောင်းသူ့အတွက်လည်းကောင်းဆိုနှစ်ဦးနှစ်ဝအကျိုးရှိဖို့ရအတွက်လမ်းညွှန်ထားတဲ့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုကြားနာခြင်းသင်ယူခြင်းမှတ်သားခြင်းဟာသုတအဲ့တော့ပြောမယ်ဆိုရင်သုတဆိုတာလောကမှာသိတဲ့သိလိုက်တဲ့ subject matter တွေကိုသုတလို့ဒီလိုခေါ်မှာဖြစ်တယ်ဒီကနေ့ခေတ်မှာတော့သုတတွေမြောက်များစွာပေါ်ထွန်းလာတာပေါ့ရုခဗေဒရူပဗေဒဘူမိဗေဒစသဖြင့်ပေါ့နော်ဘယ်ရာပဲဖြစ်ဖြစ်သင်ထားလို့သိကြတဲ့အတတ်ပညာတွေမှန်သမျှကိုသုတလို့ပဲခေါ်ရမှာဖြစ်တယ်ဒီသုတကိုပဲပညာလို့ဒီကနေ့ခေတ်မှာပြောကြတာပညာသင်တယ်ပညာသင်တယ်ဆိုတာတကယ်ကတော့သုတဆိုတဲ့ subject ကိုပဲသင်တာပဲဖြစ်တယ်ပညာဆိုတာသင်ထားတဲ့ပုံမှာဆင်ញင်သုံးသပ်ပြီးသိတဲ့အသိကြမှာပညာလို့ပြောရမှာဖြစ်တယ်ပေါ့သို့တော်သုတနဲ့ပညာဟာဆက်နွယ်နေတာဖြစ်သောကြောင့်ပညာသင်တယ်လို့ပဲခေါ်လိုက်ကြတယ်ပေါ့အဓိပ္ပာယ်မှာအဲ့ဒါလို့ရှိတယ်နော် subject matter နဲ့ knowledge ပေါ့အဲ့ဒါလို့သုတဆိုတာဟာအပြစ်ကင်းတဲ့အတတ်ပညာမှန်သမျှအလုံးသိတာသုတထိုသုတဆိုတဲ့အတတ်ပညာအသိပညာရှိခြင်းကြောင့်ဘဝမှာချမ်းသာဒုက္ခကိုရနိုင်တယ်ဒါကြောင့်မို့လို့မျက်နှိုးထိုက်တဲ့ယရဏပစ္စည်းတစ်မျိုးပဲလို့သူဆိုတယ်နောက်တစ်ခုကဘာလို့ဆိုလို့ရှိရင်စာခတယ်လောကကြီးမှာကိုတယောက်တည်းနေတာမဟုတ်သည့်အတွက်ကြောင့်ကိုဖို့သာစဉ်းစားတဲ့ပုဂ္ဂိုလ်တယောက်ဟာလောကမှာကင်းကွာနေတဲ့လူတယောက်သာဖြစ်တယ်ဒါကြောင့်မို့အများနဲ့အပေါင်းနဲ့အသင်းနဲ့နေတဲ့လူတယောက်ဟာအများကိုကောင်းကျိုးပြုတဲ့ကိုယ့်ရဲ့ဆွလွတ်မှုဆိုတာရှိကိုရှိရမယ် generosity ကိုယ်ပိုင်တဲ့အရာတစ်ခုသို့မဟုတ်ကိုယ်မှာရှိတဲ့အရာတစ်ခုအများနဲ့ခွဲဝေသုံးစွဲနိုင်တဲ့ generosity ဆိုတဲ့သဘောတရားကိုစာခလို့ဒီလိုခေါ်တာနော်စာခလို့ခေါ်တယ်အဲ့ဒီစာခတရားဟာဒါနတရားလို့ပေးဖို့ကမ်းဖို့ဆွလွတ်ဖို့နော်ကိုယ့်အတွက်တဲ့သူများအတွက်ပါကြည့်တယ်ဆိုတဲ့သဘောတရားမစ္စရိယဆိုတဲ့ငါသာသုံးမယ်ဆိုတဲ့ဒီအများနဲ့ခင်းခွာလွတ်လပ်နေတဲ့ဘောင်ကျင်းတဲ့စိတ်နေသဘောထားမဟုတ်ဘဲနဲ့စိတ်နေကျေပြန့်တဲ့သဘောတရားဖြစ်လို့ဒါလည်းပဲသူတော်ကောင်းတွေအတွက်မျက်နှိုးရမယ်အရေးချင်းတရားဖြစ်တယ်ဒါကြောင့်စာခဆိုတာလည်းအရေးချင်းမြန်မာလူမျိုးတွေကတော့မြတ်ဗုဒ္ဓရဲ့အဆုံးအမကိုရရှိထားကြလို့
စာခတရားဟာမြန်မာနိုင်ငံမှာအထွန်းကားဆုံးလို့ပြောရမှာပဲဖြစ်တယ်ပေါ့နော်ဘယ်လူမျိုးမှမရှိပဲကိုမစားပဲသူများကိုကြွေးတယ်ဆိုတဲ့လူမျိုးပေါ့မြန်မာလူမျိုးတောအရက်မှနေကြတဲ့လူတွေဆိုလို့ရှိရင်ဧည့်သည်တောင်းတယ်လာလို့ရှိရင်ဟင်းကောင်းချက်ကြွေးတယ်သူတို့ကြတော့ဖြစ်တယ်လို့စားကြတယ်ဒီလိုထိအောင်စာကတရားကိုမျက်နှိုးကြတယ်လို့သူပြောဒီလိုအရာမျိုးဟာနိုင်ငံတကာမှာရှားတဲ့အရာဖြစ်တယ်ရှားတာဟာစာကတရားခေါင်းပါခြင်းလို့သူတို့ဆိုရမှာဖြစ်တယ်တလောကဇန်နဝါရီလ1 ရက်နေ့ကပြည်သူရင်ပြင်မှာနိုင်ငံတကာနှစ်တကူနှစ်ဦးကာလတရားဝဲကြီးကျင်းပတော့ဂျာမနီနိုင်ငံကလာရောက်လာတဲ့တိုရစ်အမျိုးသမီးတယောက်တရားပွဲထဲမှာပါလာတယ်ဆိုတာသိရတယ်သူကဘာတွေစိတ်ဝင်စားတော့ကြည့်လိုက်သိန်းချီတဲ့လူထုပြိဿကိုအဲ့ဒီထဲမှာကျွေးမွေးနေတာတွေကိုလက်ဆောင်ပစ္စည်းတွေပေးကျွေးမွေးနေတာတွေကိုသူကတအံ့တော်ကြည့်သူတို့စီမှာဆိုရင်ရေတောင်တိုက်မှာမဟုတ်ဘူးကော်ဖီလေးတစ်ခွက်တိုက်ဖို့တောင်မလွယ်ဘူးသိန်းချီတဲ့ပရိသတ်တွေကိုအဲ့ဒီနေ့ကကျွေးမွေးတာကိုသူစိတ်ပါဝင်စားတယ်တကားသိန်းချီတဲ့ပရိသတ်ငြိမ်သက်ပြီးတော့တရားနာနေကြတာကိုလည်းပဲသူအလွန်စိတ်ဝင်စားသွားတယ်ဘာကြောင့်သိတော့ဆိုဘုန်းကြီးတို့စီရောက်လာတဲ့အခါကျတော့ဗမာစကားနားမလဲပဲနဲ့တဏှာကြီးကြောငုတ်တုတ်ထိုင်းနေတာမင်းမပြင်းဘူးလားလို့ဆိုမပြင်းဘူးတဲ့လူတွေကိုကြည့်ပြီးလူတွေရဲ့ feeling နဲ့သူ့စိတ်ထဲမှာကြည်နူးနေတယ်လို့ပြောတယ်သူကနော်အဲ့တော့မြန်မာလူမျိုးတွေရဲ့စာကတရားတို့ဆိုတာအလွန်မြင်မာတယ်လို့ပြောရမှာဒါသူတော်ကောင်းဥစ္စာကိုယ်မှာကြွယ်ဝချမ်းသာနေခြင်းလို့ဖြစ်လို့မြန်မာနိုင်ငံဟာအလှူဒန်းမှာကမ္ဘာမှာနံပါတ် 1ဖြစ်တာပေါ့ဒါကြောင့်စာကားနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကဟောကြားတဲ့အခါမှာဝိကတပလမစ္စေရိနစေတတာအခါရံအစ္ဆဝတ္တိအိမ်မှာနေတဲ့အခါမှာနှမျောတွန့်တူတွေစိတ်တွေကင်းနေစိတ်ထဲမှာနှမျောတယ်သူ့တော့မပေးဘူးမကြွေးဘူးဆိုရယ်စိတ်ဓာတ်မျိုးမရှိဘူးတဲ့မြန်မာလူမျိုးတွေကလူမြင်လိုက်တာနဲ့ကြွေးခြင်းနဲ့မွေးခြင်းနော်ပေးခြင်းနဲ့ကမ်းခြင်းနဲ့ဆိုရယ်စိတ်ဓာတ်ဒါအလွန်တမိုးရှိတဲ့စိတ်ဓာတ်တစ်ခုလို့ပြောကြွေးမွေးခြင်းနဲ့စိတ်ဓာတ်ပယတပါဏိနောက်ထပ်ဟောတဲ့စကားဝတ္တကရတောဆွလွတ်ခြင်းပေါ်မှာပြောမွေးတယ်ပယတပါဏိဆေးကြောပြီးသောလက်ရှိသူဆေးကြောထားတဲ့လက်ရှိတဲ့ပုဂ္ဂိုလ်တယောက်ဟာရောအင်းလို့ဘယ်သူကိုပါပေးရဖို့ရ ready ဖြစ်နေအဆင်သင့်ဖြစ်နေတယ်လို့ဆိုလိုတယ်ပေါ့နော်ဆေးကြောပြီးသောလက်ရှိသူသို့မဟုတ်ဖြူစင်သောလက်ရှိသူလို့ဒီလိုတည်းပဲရတယ်ဒါနတံဝိပါကရတောပေကံခြင်းခွဲခြားဝေဖန်ခြင်းမှာပျော်မွေ့တယ်ယာစယောကောဘယ်သူကတောင်းအလွယ်တကူပေးနိုင်တဲ့အနေအထားမျိုးရှိတယ်ဒီလိုဆိုလို့တယ်ဒါကြောင့်မို့စာကဆိုတဲ့တရားဟာလည်းပဲမြန်မာလူမျိုးတွေရဲ့ဘဝမှာချမ်းသာကြွယ်ဝတဲ့စာကတရားဟာသူတော်ကောင်းတွေမျက်နှိုးတဲ့သူတော်ဥစ္စာခုနှစ်ပြားတွေကတရားတစ်ခုပဲဖြစ်တယ်ဒါလည်းပဲတန်ဖိုးထားရတဲ့အရာဖြစ်တယ်ပေါ့နောက်တစ်ခုကတော့ပညာဒီပညာကတော့အရာခတ်သိမ်းထဲမှာတော့အမြတ်ဆုံးပဲပညာဆိုဒီမှာအမှန်အကန်ဆင်ញင်စဉ်းစားပြီးဆင်ញင်တုံတရားနဲ့သိရှိနားလည်အကြောင်းနဲ့အကျိုးတွေးခေါ်မျှော်မြင်တတ်မှုကိုပညာလို့ခေါ်တယ်ဘယ်အရာပဲဖြစ်ဖြစ်ဒီလိုလုပ်ရင်ဘာဖြစ်မလဲဒီလိုပြောလိုက်ရင်ဘာဖြစ်မလဲဒီလိုလုပ်ရင်ဘယ်လိုအကျိုးရမယ်ဟိုလိုလုပ်ရင်ဘယ်လိုအကျိုးရမယ်စသဖြင့်တွေးခေါ်မျှော်မြင်ဆင်ခြင်တတ်တဲ့သဘောဟာပညာအဲ့ဒါလို့ဆင်ခြင်ပြီးသိတဲ့ပညာဟာတော့တန်ဖိုးအရှိဆုံးယရနာဆိုတာအလုံးကသိကြတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကလည်းပညာနရဏံရတနံပညာသည်လူသားတို့ရဲ့ယရနာတစ်ခုပါလို့ဒီလိုဟောတယ်မြန်မာနိုင်ငံမှာလည်းပဲဘုရားရဲ့အဆုံးအမကိုရထားတော့ပညာရွှေအိုးလူမခိုးဆိုပြီးတော့
ပညာအကြောင်းကိုတမိုးထားပြီးပြောလို့ရှိကြတာပေါ့နော်တကယ်သိပညာတတ်ပညာဆိုတာလွန်တမိုးရှိတယ်မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေထဲမှာလည်းပဲပညာဟာအထိတ်ဆုံးမှရှိတယ်ပညုတ္တရတဗ္ဗေဓမ္မာတဘာဝတရားအလုံးထဲမှာတမိုးရှိဆုံးကတော့ပညာပဲလို့ဆိုလိုတယ်ပေါ့ဉာဏ်ရည်ဘလောက်ရှိပညာမရှိဘူးဆိုရင်လွယ်မှားသွားနိုင်တယ်ပေါ့အလုံးဟာလွယ်ချော်ဖြစ်သွားနိုင်တယ်ဒါကြောင့်မို့လွဲချော်မရှိအောင်ထိန်းချောင်းပေးနိုင်တဲ့အတိဟာအင်မတန်မှအရေးကြီးတဲ့အရာဖြစ်လို့တန်ဖိုးအရှိဆုံးယရနာပဲလို့ဒါသူတော်ဥစ္စာခုနှစ်ပြားသူတော်ကောင်းတွေရဲ့ဥစ္စာအနေအချင်းဒီခုနှစ်မျိုးကိုသတ်မှတ်ပြီးတော့ဖော်ပြတယ်တတ္တာဟိရိဩတ္တပတတ္တာသီလဟိရိဩတ္တပတုတ္တစာကပညာလို့ခေါ်တယ်အဲ့တော့ကိုဒီသူတော်ဥစ္စာခုနှစ်ပြားမရှိသေးရင်ရှိအောင်ကြိုးစားမှာရှိနေလို့ရှိရင်ဒါတန်ဖိုးရှိမှတန်ဖိုးထားတတ်ဖို့လိုအပ်တယ်ပေါ့တန်ဖိုးရှိတယ်ဆိုတာကိုသိရှိပြီးတန်ဖိုးထားကြရမှာဖြစ်တယ်လူဘဝနဲ့သူတော်ကောင်းတရားဆိုတာကြတော့ဒီသူတော်ဥစ္စာခုနှစ်ပြားနဲ့တူတဲ့အချက်ကတူတော်လည်းပဲအားလုံးတူညီတာမဟုတ်ဘူးပေါ့အဲ့တော့သူတော်ကောင်းတရားဆိုဒီမှာသူတော်ကောင်းတွေမှာရှိတဲ့အရေးအသေးအရေးချင်းတွေလို့ဆိုလိုတယ်ပေါ့အဲ့ဒီသူတော်ကောင်းတွေမှာရှိတဲ့အရေးချင်းဟာဘုရားဘာသာဝင်သူတော်စင်တွေအလုံးရထားကြတယ်ဝိဇ္ဇာစရဏတမ္ပနောဆိုတဲ့မယ်အသိပညာ3ရပ်သို့မဟုတ်အသိပညာ8ရပ်ဒါကိုဝိဇ္ဇာ3ပါးဝိဇ္ဇာ10ပါးလို့ခေါ်တယ်အဲ့ဒီအသိပညာ3ရပ်အသိပညာ8ရပ်ရဲ့စရဏတရား15ပါးဆိုတဲ့ထဲမှာသူတော်ကောင်းတရား9ပါးပါတယ်အဲ့ဒီသူတော်ကောင်းတရား9ပါးဟာသူတော်ဥစ္စာ9ပြားနဲ့လုံးဝတူတာအကုန်လုံးမတူဘူးတူတဲ့ဟာတူတယ်ပေါ့နော်ကွက်ပြားခြားနားမှုရှိတယ်ဆိုတာမှတ်သားဖို့လိုတယ်များသောအားဖြင့်သူတော်ဥစ္စာ9ပြားကိုအတိများတော့လဲသူတော်ကောင်းတရား9ပါးကြတော့နည်းနည်းသိတဲ့ပုဂ္ဂိုလ်ဟာအရေးအတွက်နည်းသွားတယ်ဒါကြောင့်လူတော်လူကောင်းတွေမှာရှိရမယ့်တရား9မျိုးကိုဒီကနေ့ညရှင်းပြမှာဖြစ်ပါတယ်လောကမှာလူတော်လူကောင်းတွေမှာဒီအရေးချင်း9မျိုးဟာအရေးကြီးဆုံးပဲဒီအရေးချင်း9မျိုးရှိခြင်းကြောင့်သူ့ကိုသူတော်ကောင်းလို့ပဲခေါ်တာဖြစ်တယ်ဒါကြောင့်သူတော်ကောင်းတွေဟာလိုက်နာကျင့်သုံးတဲ့တရား9မျိုးဖြစ်လို့သူတော်ကောင်းတရား9ပါးလို့ဒီလိုဆိုတာဖြစ်တယ်ပေါ့အဲ့ဒီသူတော်ကောင်းတရား9ပါးဟာစရဏနိဗ္ဗာန်ရောက်ကြောင်းတရား15ပါးထဲမှာအပါဝင်ဖြစ်တယ်လို့ဒီလိုမှတ်သားရမှာဖြစ်တယ်နိဗ္ဗာန်ရောက်ကြောင်းနိဗ္ဗာန်ကိုရောက်ချင်တယ်ဆိုရင်ဒီ9ပါးမပါဘဲနဲ့နိဗ္ဗာန်မရောက်နိုင်ဘူးအဲ့တော့နိဗ္ဗာန်ရောက်ဖို့အရေးချင်းတွေဟာသူတော်ကောင်းတရား9ပါးတတ္ဓမ္မလို့ခေါ်တယ်တတ္ဓမ္မဆိုတာသူတော်ကောင်းတရားစိတ်နှလုံးအေးချမ်းမှုကိုဖြစ်ပေါ်စေတတ်တဲ့တရား9မျိုးသို့မဟုတ်အေးချမ်းနှလုံးသားရဲ့အေးချမ်းမှုကိုဖော်ဆောင်နိုင်တဲ့တရား9ပါးလို့ဒီတရား9ပါးခုနကသူတော်ဥစ္စာ9ပါးနဲ့အချို့အချက်တွေမှာပါဝင်တော့လဲအချို့အချက်တွေမှာမပါတာလည်းရှိတယ်ပေါ့နော်အဲ့တော့သူတော်ကောင်းတရား9ပါးဆိုတာနံပါတ်1ကတတ္ထာသူတော်ဥစ္စာ9ပြားတုန်းကလည်းပဲနံပါတ်1ကတတ္ထာပဲခုသူတော်ကောင်းတရား9ပါးလို့ဆိုတဲ့အထဲမှာလည်းပဲနံပါတ်1ကတတ္ထာပဲဖြစ်တယ်အဲ့တော့တတ္ထာဆိုတာယုံကြည်မှုလို့ဘာသာပြန်လဲယုံနေကြည်တယ်ဆိုတဲ့စကားလုံးနှလုံးကိုခွဲခြားမှတ်သားထားဖို့ယုံနေဆိုတာဘာကိုယုံတာတော့မြတ်စွာဘုရားရဲ့အသိဉာဏ်ကိုယုံတာလို့ဆိုတယ်မြတ်စွာဘုရားရဲ့ယုံနေဆိုတာလက်ခံတာနော်လက်ခံထားတာအသိဉာဏ်နဲ့ပတ်သက်ပြီးအတိမတ်ပြုထားတယ်လက်ခံထားတယ်ဒါကိုယုံတယ်လို့ခေါ်တာနော်ကြည်တယ်ဆိုတဲ့သဘောတရားဘာလို့ဆိုရင်တရားကိုယ်စိတ်ထဲမှာတရားဖြစ်ပြီဆိုလို့ရှိရင်စိတ်ဟာကြည်သွားတယ်ကြည်လေတရားဖြစ်နေပြီဆိုလို့ရှိရင်
လူတွေဟာစိတ်ကလေးကြည်လင်းနေပြီဆိုရင်ဘုရားကတန်ရှင်းလုပ်တယ်ဘုရားပန်းရည်ချမ်း